မင်္ဂလာပါရှင်ဘဲကိန်းမဲ့ဖြစ်ဖြစ်17နဲ့မြောင်နီးလျှို့ဝှက်ချက်လေးကိုပြောပြပေးပါမယ်ရှင်17ကို23နဲ့မြောင်မယ်ဆိုရင်2နဲ့3နဲ့ကိုရေးလိုက်မယ်ပြီးရင်ဒီ2နဲ့3နဲ့ကိုပေါင်းလိုက်မယ်ရလာတဲ့အဖြေကိုအလယ်မှာရေး2 5 3ဒီလိုပဲ17ကို3 6နဲ့မြောင်မယ်ဆိုရင်အရှေ့ကိန်း3ကိုရေးမယ်နောက်ကိန်း1ကိုရေးမယ်အလယ်က6ကိုရှေ့နဲ့မြောက်ပေါင်းမယ်3နဲ့6နဲ့ပေါင်းတော့9နောက်က1နဲ့6ကိုပေါင်းမယ်ရတာ9အဖြေက3ခွန်3ကိုခွန်1 okay အဲ့တော့17ကို2 4 5 3နဲ့မြောက်မယ်ဆိုရင်ဒီတိုင်းပဲရှေ့ကိန်း2နဲ့3ကိုရေးလိုက်မယ်ပြီး2ကို4နဲ့ပေါင်း6တခါပြီးတော့5ကို3နဲ့ပေါင်းရှေ့ဒါ3နဲ့ကပ်ပြီးတော့ရေးမယ်ပြီးရင်ဒီ4နဲ့5နဲ့ကိုအလဲကိန်းနှလုံးကိုပေါင်း9 okay ပြီးရင်ဒီမှာအများပဲဒီ2နဲ့5ကိုရှေ့မှာ2ကိုရှေ့မှာရေးနောက်မှာ5ကိုရေးပြီးရင်2နဲ့6နဲ့အတွဲရက်ပေါင်းမယ်ရှေ့4နဲ့5နဲ့ပေါင်းမယ်5နဲ့ကပ်ရေးမယ်9ပြီးရင်6နဲ့3နဲ့တစ်ခါထပ်ပေါင်းမယ်9ပြီးတခါ3နဲ့4နဲ့ပေါင်းမယ်9အဖြေက289ခွန်95ဆိုပြီးတော့မှဒီလိုမျိုးတွက်တယ်ဟုတ်နော်ဒါကတော့သူကဒီပေါင်းလိုက်တာတွေက30မကျော်လာတယ်အခုဒီမှာကျတော့9နဲ့6နဲ့ပေါင်းလိုက်ရင်17ဖြစ်သွားတယ်သူတို့နှစ်ခုကိုပေါင်းလိုက်ရင်ဘယ်လောက်ဖြစ်သွားလဲဆို17ဖြစ်သွားတယ်အဲ့တော့17ဖြစ်သွားတယ်ဆိုရင်30ကျော်သွားပြီဖြစ်တယ်9ကျော်သွားပြီပေါ့နော်9ကျော်သွားပြီဆိုရင်ဒီနောက်က1ကိုပဲအလယ်မှာရေးမယ်ပြီးနောက်ကိန်းက6ဒီရှေ့က1ကိုဘယ်သူနဲ့ပေါင်းလဲရှေ့ကိန်း9နဲ့ပေါင်း9နဲ့1နဲ့ပေါင်းရေးလိုက်ပါ6ရတယ်အဲ့ဒါဆိုအဖြေက6 6အဲ့လိုပဲနောက်တစ်ခုကြည့်အောင်365အဲ့တော့365ကိုလည်း3နဲ့5နဲ့ပေါ့နော်ရှေ့ကိန်း3နောက်ကိန်း5ဆိုပြီးရေးလို့ရတယ်ရေးလိုက်မယ်နော်ဒါဒီနားလေးမှာရေးလိုက်မယ်ရေးပြီးတော့ရင်3နဲ့6နဲ့ပေါင်း9ရတယ်ဟော6နဲ့5နဲ့လည်းပေါင်းဘယ်လောက်ဖြစ်သွားလဲဆိုတော့17ဖြစ်သွားတယ်အဲ့ခါကျရင်ဘယ်လိုရေးမလဲဆိုတော့17ဆိုရင်1ကိုတော့ရေးလို့ရတယ်ဒီ1ကိုဒီမှာသွားပြီးတော့ပေါင်းလိုက်မယ်ဒီ9နဲ့ပေါင်းလိုက်ဘယ်လောက်ရလဲဆိုတော့မရေးမယ်5ရေးမယ်1ရေးမယ်9နဲ့1နဲ့ပေါင်းတော့10ဆိုတော့3ညပဲရေးလို့ရမယ်10ဆိုရင်3ညပြီဒီ1ကိုတခါဘယ်သူနဲ့ပြန်သွားပေါင်းမလဲဆိုတော့ဒီ3နဲ့သွားပေါင်းအဖြေက4 3 5 1 5ရတယ်ဒါတော့5စက္ကန့်အတွင်း17နဲ့အလွယ်တကူနှောင်းနည်းလေးပါရှင်17နဲ့မြောက်မယ်ဆိုရင်ဘယ်ကိန်းမဲ့ဖြစ်ဖြစ်ဒီပုံစံလေးတိုင်းကိုလွတ်လွတ်ကူကူမြန်မြန်ဆန်ဆန်မြောက်လို့ရပါတယ်ရှင်ခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်